အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီချက်ကလက်အလျှောလေးနဲ့ရင်မုံလေးတင်ကြပေးပဲပေါ့နော်အောက်မှာမေးထားလို့ဒီချက်ကိုဒီအင်ဂျီပုံစံလေးတင်ကြပေးမှာဖြစ်ပါတယ်အဲ့တော့မသိရဟာရှိလို့ရှိရင် CM ပဲဖြစ်ဖြစ်လက်မပဲဖြစ်ဖြစ်ဒီချက်ရဲ့မန်းအောင်မှာဝင်ပြီးတော့မန်းခဲ့ဒီချက်တင်ကြပေးမှာဖြစ်ပါတယ်နော်ဘယ်သူမဆိုပေါ့နော်ဝင်မေးလို့ရပါတယ်တင်တန်းတက်ချင်တဲ့သူတွေမိုးမှန်တင်တန်းအတန်းကိုဒီချက်ကြပေးမယ်မိုးမှန်တင်တန်းကအခြေခံလုံးဝတက်ပြီးသွားပြီးအခြေခံပိုင်နိုင်ပြီဆိုလို့ရှိရင်မိုးမှန်အတန်းတက်လို့ရပါတယ်မိုးမှန်အတန်းမှာဆိုလို့ရှိရင်ဒီချက်တို့ dress gown တွေနောက်ပြီးသွားပြီဆိုလို့ရှိရင် dress pin တွေတို့သမီးဝတ်စုံတွေ နိုးရာတွေ corset တွေအစုံပေါ့နော်တင်ကြပေးမှာဖြစ်ပါတယ်အဲ့တော့ကျတို့ဒီအစစ်မြင့်ကိုတက်မယ်ဆိုလို့ရှိရင်အစစ်မြင့်ဆိုတာမိုးမှန်အစစ်မြင့်ပေါ့နော်မိုးမှန်အစစ်မြင့်ကိုတက်မယ်ဆိုလို့ရှိရင်ကျတော့အခြေခံကနေစပြီးတော့မှကျတို့ဒီဇိုင်နာဖြစ်တင်တန်းအထိကိုအစုံပါပြီးသွားတဲ့တင်တန်းလေးလည်းရှိပါတယ်တင်တန်းတက်စုံစမ်းချင်တယ်ဆိုဒီချက်ရဲ့ file ပေါ်မှာလာပြီးတော့မှမြင်မြန်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်အဲ့ဒါဆိုရင်ဒီချက်တို့ရေမုံပတ်တန်လေးဆွဲထားမယ်ပေါ့နော်ရှေ့ချမ်းလေးမှာရေမုံပတ်တန်ဆွဲထားပြီးတော့ဒီချက်တို့ဒီဘက်ဘေးကို၄စိတ်ပေါ့နော် CM သမားတွေဆို 1.5 လောက်ချက်တို့ဘေးကိုသွားမယ်အောက်ကို3လက်မCM သမားတွေဆိုလို့ရှိရင်တော့ CM လောက်သွားမယ်ပေါ့နော်အဲ့ဒါလေးကိုဒီချက်တို့က level ကိုဝိုင်းဝိုင်းလေး wipe ပေးထားလိုက်မယ် wipe ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ရင်မုံပတ်ပေါ့နော်ရင်မုံပတ်ကြဒီချက်တို့ဒီရင်ထိတ်တက်တက်ရှိမယ်အဲ့ရင်ထိတ်နေရာလေးကိုမှတ်ထားမယ်မှတ်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ကသူ့ကိုဒီလိုမျိုးလေးလာပြီးတော့မှ wipe ပေးမယ် wipe ပေးပြီးသွားပြီဆိုရင်သူ့ရဲ့ဒီချက်တို့white ပေးရမှာပေါ့နော်ဒီအတွင်းလေးတွေကိုဒီချက်တို့ဒါရင်ဘုံစာဖြစ်ပါတယ်ရင်ဘုံစာပူထားပါပေါ့နော်အဲ့ဒါလေးကိုအတွင်းထဲကို white ပြီးတော့မှဒီချက်တို့ကဒီလို white ကလေးလာမယ်အဲဒါဆိုလို့ရှိရင်ဒီချက်တို့ခုနကတော့ငါသူ့ရဲ့ပြထားတဲ့ရင်ဘုံပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးရပါမယ်ဟုတ်ပြီနော်အဲ့တော့သူက white out တောင်းချက်တယ်ဆိုတော့ဒီချက်တို့ကဒီ beige out တွေကိုဖြောက်မယ်ဖြောက်ပြီးသွားပြီဆိုရင် white out ဒီချက်တို့ဂျိုင်းအပေါ်ကို၄စိတ်လောက်တက်မယ်ဂျိုင်း white out လေးဒီလိုမျိုးလေး white out လေးသုံးပေးမယ်ပေါ့နော်ကိုလုံးနေကြပတ်တန်အတိုင်းပဲလုပ်လို့ရတယ်နော်အဓိကကလည်းဆိုတော့ level ဒီလိုမျိုး white တာလေးကိုပြပေးချင်တာနော်အဲ့မှာကြည့်မယ်ကျွန်တော်ကဒီ level ကဒီလိုမျိုးလေး white ထားပြီးကျွန်တော်ကအုံကွက်ထဲမဲ့သူတွေပေါ့နော်အုံကွက်ထဲမဲ့သူတွေအုံအကြွလိုတယ်ဆိုရင်ကျွန်တော်ဒီကနေပြီးတော့မှ level နောက်ထိုးလို့ရတယ်တကယ်လို့ level နောက်ကအရင်ကြီးမကျဲတဲ့အတွက်မထိုးချင်လည်းဘာမှမဖြစ်ဘူးဒီလိုမျိုးပတ်တန်လေးပဲချပြီးတော့မှဆွဲလဲရတယ်ပေါ့နော်အဲ့တော့တခုပြောချင်တာကသူကလက်က အရှော့ဖြစ်တဲ့အတွက်တချို့စောင်းထားတဲ့မြင်းပေါ့နော်တချို့ပခုံးမြင်းစောင်းထားတဲ့မြင်းကိုလိုချင်တဲ့အရှည်ကိုထွက်လိုက်မယ်ဥပမာဒီကနေဒီကို3လက်မလောက်ထွက်မယ်ပေါ့နော်ဂျိုင်းရဲ့ဘေးကိုထွက်မယ်ထွက်ပြီးသားဆိုတချို့ဂျိုင်းရှေ့မြင်းရှိလိမ့်မယ်အဲ့ရှေ့မြင်းကနေပြီးတော့မှ white တောက်ရှိရဆိုလို့ရှိရင်တော့တချို့ white တောက်လေးနဲ့ white တာပို့ပြီးတော့အဆင်ပြေတယ်ဂျိုင်းကိုစဆွဲပြီဆိုလို့ရှိရင်ဂျိုင်းပြက်ပတ်တန်ဆွဲမယ်နော်ဂျိုင်းပြက်ပတ်တန်ရှင်းဂျိုင်းထဲကနေပြီးတော့မှကျွန်တော်၄စိတ်နှုတ်ပေးထားရမယ်နော်ဂျိုင်းထဲကနေ၄စိတ်နှုတ်ပြီးမှဆွဲမယ်နော်ဒီပတ်တန်ဆွဲလို့ရှိရင်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ white တောက်ကလေးယူမယ်ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အရှည်ဆုံးတဲ့နေရာနဲ့အရှည်မြင်းလေးနဲ့ဟိုဒီလိုမျိုးလေး white ကလေးလာပြီးတော့မှသူ့ကိုဆက်တကယ်လို့ကျွန်တော်ကဒီလက်ကိုကျွန်တော်ကဒီအောက်ကိုနည်းနည်းကျကျင်နေဆိုတလက်မလောက်ကျွန်တော်အောက်ကိုဆင်းလို့ရတယ်ဆင်းပြီးသွားပြီဆိုမှဒီလိုလေးခုံးလိုက်မယ်ခုံးပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့လက်အဝလာမယ်လက်ရဲ့ဟိုပါပေါ့နော်ကျွန်တော်ဒီဂျိုင်းပြက်လောက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကလက်မပါတော့ဒီရှေ့မြင်းကနေပြီးတော့မှကျွန်တော်ဒီမြင်းကိုဒီလိုမျိုးလေးဝိုက်လိုက်မယ်ခုံးလေးဖြစ်နေတာပေါ့နော်အဲ့တော့ဒီနေရာမှာဒီချက်တို့ဘယ်လောက်ဆင်းလိုက်လဲဆိုတော့တက်လက်မနဲ့တက်လက်မဆင်းလဲရတယ်တက်လက်မ၄စိတ်ဆင်းလဲရတယ် CM သမားရေဆိုလို့ရှိရင်ဒီချက်တို့ဒီနေရာမှာ3.54လောက်ထိဆင်းလို့ရတယ်ပေါ့နော်အဲ့တော့ဆင်းလို့ရတယ်ကိုကြိုက်တဲ့လောက်ဆင်းလို့ရတယ်ဒါပေမဲ့အရင်ခုံမှလည်းမလာဘူးဒီလောက်ဖယ်အဆင်ပြေပေါ့နော်အဲ့တော့ဒီမှာဂျိုင်းပြက်ဖြစ်တဲ့အတွက်ဒီချက်တို့ကသူ့ကိုဂျိုင်းတောက်သုံးမှန်ပါနော်ဒီ white တောက်သုံးချင်တဲ့သူဆိုလို့ရှိရင်တော့ white တောက်ဖြတ်ရတယ်ကိစ္စမရှိဘူးတကယ်လို့ဒီ white တောက်ကိုမသုံးမဲနဲ့ဒီဂျိုင်းတောက်ကိုဖြောက်မယ်ဆိုလို့ရှိရင်ဒီချက်တို့ဒီနေရာမှာ 0.2 ဖြောက်ပေးမယ် CM သမားတွေကကြတော့ကျွန်တော်ဒီနေရာမှာ 0.5 လောက်ဖြောက်မယ်ပေါ့နော်ဒါလေးကဖြောက်ပြမယ်ဒီနှစ်ချောင်းဖြောက်ပြမယ်နော်အဲ့တော့နောက်ရှစ်ချမ်းလေးကဒါဆိုပြီးပါရောနောက်ချမ်းလည်းရှစ်ချမ်းလိုပဲဒီဘက်ဘေးကိုလေးစိအပေါ်အောက်ကိုကြတော့ကျွန်တော်လည်းအကတ်ယူမှာဖြစ်တဲ့အတွက်တစ်လက်မှပဲဆင်းမယ် CM သမားတွေနဲ့ခွဲဆင်းမယ်နော်နှစ်ခွဲဆင်းမယ်အဲ့ဒါလေးကိုကျွန်တော် level လေး white လိုက်မယ် white ပြီးသွားဆိုရင်ကျွန်တော်ဒီမှာသူ့ကိုကျွန်တော်ခုနကတော့နောက်ချမ်းမှာ3လက်မှဆိုဒီမှာလည်း3လက်မှဆင်းပေးမယ်နော်အဲ့တော့နောက်ရမြင်းလေးနဲ့သူ့ကိုဒီအောက်ကိုကျွန်တော်ဘယ်လောက်ဆင်းမလဲဆိုတော့သူ့ကိုဒီအောက်ကိုတက်လေးဆင်းမယ်နော်ဒီလိုမျိုးထောင်းမှန်ကြအောင်ဆင်းမယ်တလက်မနဲ့4စိတ်သို့မဟုတ်တလက်မပေါ့နော် CM သမားတွေက3.5သို့မဟုတ်4 CM လောက်ဆင်းမယ်ဆင်းပြီးသွားပြီဆိုရင် white လောက်ကလေးနဲ့သူ့ကိုကျွန်တော်ဒီလိုမျိုးလေးလာဆက်မယ်ဝိုင်းနော်ဒီနားမှာချုံကြီးမဖြစ်စေလို့ဝိုင်းအဲ့ဒါပြီးသွားပြီဆိုရင်သူ့ရဲ့ဒီခုံးကြလေးကိုဒီမှာလာပြီးတော့မှဒီလိုမျိုးလေးပြည့်လေးဒီလိုလေးဝိုက်ပေးမယ်ဟုတ်ပြီနော်အဲ့တော့ရှစ်ချမ်းနဲ့နောက်ချမ်းနဲ့လက်ပုံစံလေးကဒီလိုပုံစံအဲ့မှာကျွန်တော်နောက်ချမ်းကိုလည်းကျွန်တော်ကဒီမှာပခုံးဂျိုင်းပြည့်ဖြစ်တဲ့အတွက် 0.2 နှစ်စိတ်တောက်ထိုးမယ် CM သမားတွေ 0.5 ထိုးမယ်နော်ဒါလေးပဲဒီမှာနောက်ချမ်းနဲ့ရှစ်ချမ်းနဲ့မှာဒီရှစ်ချမ်းမှာဒီနေရာကိုတလက်မဆိုရင်ဒီနေရာကိုတလက်မပို့ပေးမယ်အောက်ကိုဒီနေရာ 2.5 ဒီနေရာမှာ2.5ဆိုလို့ရှိရင် CM သမားဒီမှာ2.5ပို့ပေးမယ်နော်အဲ့ဒါလေးမမေ့စေနဲ့နော်0ခုံးဖြောက်မှာဖြစ်တယ်ဟောဘေးတောက်ဖြောက်မှာဖြစ်တယ်တော့ပေါ့နော်
အားလုံးကျေးဇူးတင်ပါတယ်နားမလည်ရရှိဒီချက်ကို comment မှာဝင်ပြီးတော့မှန်ခဲ့ပါ